ကိုယ့်ရဲ့ Facebook password ကိုမေ့နေရင်ပြန်ကြည့်နေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖွင့်ထားတဲ့ Facebook account password ကိုမေ့နေတယ်ဆိုရင်တော့မသိသေးတဲ့မိတ်ဆွေတွေအတွက် Facebook password ဘယ်လိုကြည့်ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြပေးပါမယ်ကျွန်တော်တို့ရဲ့ဖုန်းထဲက setting တွေကိုအရင်ဆုံးနှိပ်ဝင်လိုက်ပါ setting တွေကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာအောက်ဘက်ကိုဆင်းသွားလိုက်ပါပြီးသွားရင်တော့ကျွန်တော်တို့ Google ဆိုတဲ့စာတန်းကိုတွေ့အောင်ရှာပြီး Google ထဲကိုနှိပ်ဝင်လိုက်ပါ Google ထဲကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အောက်နားမှာတွေ့နေရတဲ့ password manager ဆိုတဲ့စာတန်းတွေကိုကျွန်တော်တို့တစ်ချက်နှိပ်ဝင်လိုက်ပါ Okay ဒီထဲကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ Facebook ဆိုတဲ့နေရာကိုကျွန်တော်တို့တစ်ချက်ထပ်ပြီးတော့နှိပ်ဝင်လိုက်ပါဒီနေရာမှာကိုယ့်ရဲ့ဖုန်းစကရင်မှာခတ်ထားတဲ့ lot number မဟုတ်ရင်လက်ပွေကျွန်တော်တို့ခတ်ထားတဲ့အရာနဲ့ကျွန်တော်တို့ထည့်ပေးရမှာပဲဖြစ်ပါတယ်ထည့်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာအခုလိုပြန်ပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင် Facebook ထဲကိုနှိပ်ဝင်လိုက်ပါဒီမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account password ကိုကြည့်လို့ရပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ Facebook account password ကိုကြည့်မယ်ဆိုရင်တော့အောက်ကမျက်လုံးနေရာလေးကိုနှိပ်ပြီးတော့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေ